ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မှာရောင်းချတဲ့မွေးငါပဲပြားပဲသွေးတွေမှာဖော်မလင်ပါနေတာကို2018ခုနှစ်2018ခုနှစ်တွေမှာစားတောက်ကုန်နဲ့စေဝါကွက်ကရေးဦးစီးဌာန FDA ကအကြိမ်ကြိမ်စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ဖော်မလင်ကိုဘာကြောင့်သုံးတယ်လဲဆိုတာကတော့တာရှည်ခံခြင်းလို့သုံးတာပါ။မွေးငါပဲပြားပဲသွေးတွေကိုလွယ်လွယ်နဲ့မပုတ်သိုးအောင်ဖော်မလင်ကိုသုံးတာပါ။အားလုံးသိကြပါတယ်။ဖော်မလင်ဆိုတာကလူသေးတို့တိရစ္ဆာန်အသေးတို့ကိုမပုတ်မသိုးအောင်ပြုလုပ်ရမှာအသုံးပြုတာပါ။စားတောက်ကုန်မှာသုံးခွင့်ပြုတဲ့ဓာတ်ပစ္စည်းမဟုတ်ပါဘူး။ဖော်မလင်ထည့်တာများလို့ရှိရင်အစာအိမ်ဥလန်းချောင်းတွေကိုဒုက္ခပေးနိုင်ပါတယ်။အဲ့တော့ဗိုက်နာတာတို့ဝမ်းလျှောတာတို့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒါကတိတ်ကြီးတဲ့ပြဿနာမဟုတ်ပါဘူး။ဒါကကာလတို့ပြဿနာပါ။ပိုကြီးတဲ့ပြဿနာကကာလရှည်ပြဿနာပါ။ဖော်မလင်ပါတဲ့အစားအသောက်တွေကိုခဏစားမိတယ်ဆိုလို့ရှိရင်ကင်ဆာဖြစ်နိုင်ပါတယ်။ဖော်မလင်ဟာကင်ဆာဖြစ်နိုင်တယ်ဆိုတာ The International Agency for Research on Cancer အဖွဲ့ကအတည်ပြုထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်အာဏာရပြီးနောက်ပိုင်းမှာဖော်မလင်ရဲ့အန်ဒရယ်ကိုလူအများနားလည်အောင်ပညာပေးစည်းရုံးခဲ့ပါတယ်။ဖော်မလင်မသုံးမနဲ့တာရှည်ခံနိုင်တဲ့စားတောက်ကုန်သုံးတာရှည်ခံပစ္စည်းတွေကိုလည်းမိတ်ဆက်ပညာပေးပြောပြခဲ့ပါတယ်။ FDA ကတိရိမင်္ဂလာစေအင်းစိန်ဈေးကြီးတွေမှာစစ်ဆေးရမှာဖော်မလင်ပါကြောင်းတွေ့ရှိတဲ့ပဲပြားတွေပဲသွေးတွေကိုထိမ်ပင်တုတ်တန်အထိတည်ဆောင်ပြီးတော့ဖျက်ဆီးပစ်ခဲ့ပါတယ်။လိုင်တာမှာရှိတဲ့ပင်ရင်ထုတ်လုပ်သူတဦးကိုလည်းတရားစွဲဆိုခဲ့ပါတယ်။အဲ့ဒါကြောင့်နောက်ပိုင်းမှာဖော်မလင်သုံးစွဲမှုတော်တော်လျော့နေသွားခဲ့ပါတယ်။အဲ့ဒါကဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းကပါ။အာဏာသိမ်းပြီးတဲ့နောက်မှာတော့အဲ့ဒါတွေအကုန်လုံးပြက်ပါတယ်။အခုဖော်မလင်ပြန်သုံးနေကြတာကိုကြားသိလာရပါတယ်။လူတယောက်ကနိုင်ငံခြားမှာရှိတဲ့ဆွေမျိုးတွေစီပို့ဖို့ဆိုပြီးတော့တိရိမင်္ဂလာဈေးတွေကနေငချောက်အကောင်းစားတွေဝယ်လာပါတယ်။အဲ့ဒီငချောက်ကိုအိမ်မှာသိမ်းထားရင်းနဲ့အစင်မသိတော့ငချောက်ကိုပျက်စိတ်တက်ရမှာငချောက်ကိုတက်တဲ့ပျက်စိတ်အလုံးသေးပါတယ်။အဲ့ဒါကြောင့်အဲ့ဒီငချောက်ကိုမစားရတော့ပဲလွှင့်ပစ်လိုက်ရပါတယ်။အကြောင်းရင်းကတော့ငချောက်တွေမှာရင်မနာစေလို့သူတို့ခေါ်တဲ့ဓာတုပစ္စည်းသုံးထားလို့ပါ။ရင်မအုံအောင်ပိုးမကြအောင်အဲ့ဒီရင်မနာစေကိုသုံးတာပါ။အဲ့ဒီရင်မနာစေလို့သူတို့ခေါ်တဲ့ပစ္စည်းကပိုးသက်စေ pesticide ပါ။ကျွန်တော်တို့ခန္ဓာကိုယ်တွေကပိုးမျိုး80ကိုပါတတ်နိုင်စွမ်းတဲ့ဆေးပါလူခန္ဓာကိုယ်မှာကောင်းကျိုးပြုနေတဲ့ပိုးတွေဘက်တီးရီးယားတွေအဲ့ဒီကဘက်တီးရီးယားတွေပိုးတွေလည်းပိုးသက်ဆေးနဲ့တွေ့လို့ရှိရင်အကုန်ကြွကြမှာပါအဲ့ဒီအပြင်မှာအယောင်လှအောင်အထားခံအောင်ဆိုပြီးတော့ရန်စိမ်းကိုအသုံးပြုကြပါတယ်ငချောက်တွေနဲ့ဝက်ဥကြောင်တွေမှာသုံးတဲ့ရန်စိမ်းဟာပမာဏနည်းနည်းလေးပဲသုံးခွင့်ပြုထားတာပါနည်းနည်းသုံးလို့ရှိရင်ကျန်းမာရေးအတွက်သိမထိခိုက်နိုင်ပေမဲ့ရန်စိမ်းလို့ခေါ်တဲ့ potassium nitrate ဟာကင်ဆာဖြစ်နိုင်တဲ့ကာစီနိုဂျင်ဆိုတာလူတော်တော်များများသိကြပါတယ်ငပိလောက်တဲ့နေရာမှာဘာထည့်တယ်လဲဆိုတော့ဓာတ်မြေဩဇာထည့်ပါတယ်ငါးကိုမြန်မြန်ဆွေးမြစ်အောင်လို့ထည့်တာပါငါးတယ်မကပါဘူးငပိစားတဲ့လူတွေပါဆွေးမှာပါတိရိမင်္ဂလာစင်းမှာငပိကိုအယောင်မဆိုးဖို့ပညာပေးစီယုံနေတာတွေကိုစစ်တပ်အာဏာမသိမ်းခင်တုန်းကတွေ့ရပါတယ်စီယုံပြောဆိုတဲ့အတွက်ကြောင့်တော်တော်လေးညော့နေသွားတာကိုလည်းတွေ့ရပါတယ်ဈေးငယ်လေးတွေမှာဆိုလို့ရှိရင်တော့သုံးနေတုံးပဲဆိုတာကိုလည်းတွေ့ရပါတယ်အခုအာဏာသိမ်းပြီးတဲ့နောက်မှာတော့အဲ့ဒါတွေအကုန်ပြတ်သွားပါတယ်စားတောက်ကုန်မှာသုံးခွင့်မပြုဘဲပိတ်ပင်ထားတဲ့စိုးစေးတွေကိုငပိငချောက်လက်ဖက်မြစ်ပဲပင်ပေါက်အချင်မောင်းငရုတ်သီးကြောက်တွေမှာသုံးတာတွေ့ခဲ့ရပါတယ်သူတို့သုံးတဲ့စိုးစေးတွေကအလွယ်တကူရပြီးတော့ဈေးချိုတဲ့ချီစိုးစေးနဲ့ဓာတ်ခွဲကန်းသုံးစိုးစေးတွေပါငရုတ်သီးကြောက်မှာစိုးစေးထက်ပိုပြီးတော့ဆိုးတဲ့ပြဿနာရှိပါတယ်အဲ့ဒါကတော့မှုပြဿနာပါမြန်မာနိုင်ငံဟာပူနွေးဆွတ်ဆိုတဲ့ရာသီဥတုရှိတဲ့အတွက်ကြောင့်ငရုတ်သီးကိုအချောက်လှမ်းစင်မှာအစိုးဓာတ်မကုံလို့ရှိရင်မှုတက်လေရှိပါတယ်ငရုတ်သီးအချောက်လှမ်းသူတွေဟာကုံလေးချိန်တိတ်ရော့မှာကိုမလိုလားတဲ့အတွက်ကြောင့်အစိုးဓာတ်ကုံအောင်အချောက်လှမ်းတဲ့အခါမှာအချောက်အောင်မလှမ်းတဲ့အတွက်ကြောင့်ငရုတ်သီးမှာမှုတက်ပါတယ်ငရုတ်သီးကိုပြန်လဲရောင်းချတဲ့သူတွေကလည်းရေစွတ်ပြီးတော့ရောင်းချတာမျိုးတွေလုပ်တတ်ပါတယ်အဲ့ဒါလိုလုပ်လို့ရှိရင်မှုတက်ပါတယ်ငရုတ်သီးမှာတက်တဲ့မှုက aflatoxin လို့ခေါ်တဲ့အဆိပ်ဓာတ်ပါတိတ်ပြင်းပါတယ်အဲ့ဒီအဆိပ်ဟာအသေးကိုဖျက်ဆီးနိုင်ပါတယ်ကင်ဆာရောဂါလည်းဖြစ်ပွားစေနိုင်တဲ့အတွက်အန်တီရဲ့အလွန်ကြီးပါတယ်အလွန်ကောင်းပါတဲ့ aflatoxin ဟာအပူချိန်မြင့်မြင့်နဲ့ကြော်တာချက်တာတောင်မှမပြတ်မစီးပါဘူးရန်ကုန်ကမိုးဟင်းကားဆိုင်တချို့မှာငရုတ်သီးခွဲချမ်းအဆိပ်အတိုင်းကိုမိုးဟင်းကားထဲထည့်စားဖို့ချထားပေးတတ်ကြပါတယ်အဲ့ဒီငရုတ်သီးကိုစပွဲမှာတာရှည်လဲချထားတတ်ပါတယ်ဆိုင်ထဲကစပွဲပေါ်မှာလည်းအဲ့ငရုတ်သီးကြောက်တွေဟာမိုးတက်ပါတယ်aflatoxin လာပါပြီမိုးရင်းကားကိုငရုတ်သီးမှုန့်များများနဲ့စားကြတဲ့လူကြီးတွေအသက်ကင်ဆာနဲ့သေဆုံးတာကိုခဏခဏတွေ့ဘူးပါတယ်ပြီးခဲ့တဲ့နှစ်ပေါင်း20အတွင်းမြန်မာနိုင်ငံမှာ
ပါးစပ်ကတွင်လေကြောင်းကင်ဆာဖြစ်ပွားမှုနှုန်းမြင့်တက်လာပါတယ် oral cancer pharynx cancer esophagus cancer တွေလို့ခေါ်ကြပါတယ်အဲ့ဒီကင်ဆာအမျိုးအစားဖြစ်ပွားသူအားလုံးဟာကွန်းစားတဲ့သူတွေလို့သိရပါတယ်မြန်မာနိုင်ငံမှာရှေးဘိုးစဉ်ပေါင်းဆက်ကလေးကကွင်းရစားကြပေမဲ့လူကြီးတွေခင်မှာပါးစပ်နဲ့ grand cancer ဖြစ်တာမကြားဘူးတလောက်ဖြစ်ပြီးတော့အခုခေတ်ကြမှာဘာလို့အများပြားဖြစ်လာကြတာပါလဲရေစိမ်ထားတဲ့ကွန်းသီးထုံးနဲ့နှက်ဆေးအမျိုးမျိုးကြောင်းလို့ဆေးပညာရှင်တွေကသုံးသပ်ကြပါတယ်ရေစိမ်ထားတဲ့ကွန်းသီးကအလွန်ကြောက်ဖို့ကောင်းပါတယ်ကွန်းသီးကိုကန့်ငွေ့ရိုက်တယ်လို့ခေါ်ပါတယ်အဲ့ဒီကန့်ဆိုတာ sulfur ကိုခေါ်တာပါကန့်ငွေ့ကိုရေနဲ့ဓာတ်ပြုလို့ရှိရင် sulfuric acid အပျော့ရပါတယ်ကွန်းသီးကိုပျော့ပြီးတော့နူးသွားအောင် sulfuric acid အပျော့နဲ့စိမ်တာပါကွင်းရထဲမှာပါတဲ့ကင်ဆာအဖြစ်စေဆုံးအကြောင်းရင်းဟာအဲ့ဒီ sulfuric acid နဲ့စိမ်ထားတဲ့ကွန်းသီးပါပဲ acid ကိုစားမှာတော့မဖြစ်ခံနိုင်မလဲလားဗျာထုံးတဲ့နှက်ဆေးမှာကတော့မှုပါလို့အဲ့ဒီမှုကကင်ဆာကိုဖြစ်စေနိုင်ပါတယ်ထိုးတွေကိုစေးကြောတန့်စင်မပစ်ဖက်နဲ့အပွေးတွေအရစ်တွေအထက်ထက်တက်လာပြီးတော့အိုးကြီးမောက်လာတာကိုဆိုင်ရှင်တွေကဂုံယူလေးရှိပါတယ်တက်တန်းရစ်ဆိုင်ဆိုတဲ့သဘောပေါ့လေအဲ့ဒီလိုထုံထုတဲ့ကြီးထဲမှာမျက်စိနဲ့မြင်ဖို့မလွယ်တဲ့မှုတွေရောက်နေတတ်ပါတယ်မြန်မာနိုင်ငံမှာအကျော်အမျိုးမျိုးကလည်းလမ်းဘေးကအစဟိုတယ်ကြီးတွေအစုံ restaurant ကြီးတွေအစုံအလွယ်တကူနဲ့ဝယ်ယူစားတော့လို့ရပါတယ်အကျော်ဆိုတဲ့အမျိုးကတော့နိုင်ငံတိုင်းမှာလူတိုင်းလောက်ကကြိုက်ကြတဲ့အစားအစာအမျိုးအစားပါဒါပေမဲ့စီကိုထပ်ဖန်တလဲလဲအချိန်ချင်းကြော်တာကတော့ကျန်းမာရေးအတွက်အလွန်အန္တရာယ်ကြီးသွားပါပြီစီကိုအထက်ထက်ကြော်လိုက်လို့စီရောင်မဲသွားတယ်ဆိုလို့ရှိရင်အဲ့ဒီစီဟာတူးသွားပြီကျွန်းသွားပြီဆိုတာကိုဖော်ပြတာပါစီကတူးပြီးတော့မီးသွေးကာဗွန်ဖြစ်သွားလို့မဲသွားတာပါတူးသွားတဲ့ကာဗွန်မှန်သမျှဟာကင်ဆာဖြစ်စေနိုင်တဲ့ကာစီနိုဂျင်ပါတချို့ဆိုရင်ကြော်ပြီးသားစီကိုတောင်မှဝယ်သုံးရတဲ့ဆေးရသားတွေရှိကြပါတယ်စက်မှုလုပ်ငန်းစက်ပြချက်လုပ်ငန်းတွေလောက်မှာပဲသုံးဖို့ကောင်းတော့တဲ့စီမျိုးကိုစားနေကြရတာပါအကျော်စီဟာအန်တရဲ့အကြီးဆုံးပါစားအုံးစီကတော့ကင်ဆာမဖြစ်နိုင်ပေမဲ့နှလုံးရောဂါသွေးတိုးရောဂါတွေဖြစ်အောင်အားပေးပါတယ်ဆိုတော့ကျွန်တော်ပြောတဲ့အထက်မှာတူးနေတဲ့အစားအသောက်မှန်သမျှကင်ဆာဖြစ်စေနိုင်တယ်လို့ပြောထားပါတယ်အဲ့ဒီတူးနေတဲ့အစားအစာဆိုတဲ့အထက်မှာအကင်အမျိုးမျိုးရဲ့မိခိုးနဲ့အတူးတွေလည်းပါပါတယ်ရန်စိမ်းသုံးထားတဲ့အသားခင်ငါးခင်တွေဆိုလို့ရှိရင်တော့ကင်ဆာဖြစ်နိုင်ခြေကနှစ်ထပ်ကွန်းပါငါးနဲ့ပတ်သက်တဲ့နောက်ထပ်ပြဿနာတစ်မျိုးလည်းရှိပါတယ်တလာပီယာငါးတွေကိုကြက်ချံဘဲချံဝက်ချံတွေရဲ့အောက်ကရေကန်ထဲမှာမွေးမြူကြပါတယ်ကြက်ချီဝက်ချီတွေကိုအလေအလွတ်မဖြစ်အောင်ဆိုပြီးတော့ငါးပြန်စားနိုင်အောင်လို့ကြီးထွားအောင်လို့ငါးတွေကြီးထွားအောင်လို့မွေးမြူတာပါကြက်တွေဝက်တွေဘဲတွေကိုမွေးရမှာပရိစုဝဆေးဝါးတွေကိုအသုံးပြုကြပါတယ်အဲ့ဒီပရိစုဝဆေးတွေကကြက်ဝက်ဘဲကတစ်စက်ငါးတွေစီကိုရောက်ပါတယ်ကြက်ဝက်ဘဲတွေအသေးပြောက်နေအောင်ယောဂခုခံနိုင်အောင်လို့ပရိစုဝဆေးတွေကိုအလွန်ကျွံသုံးဆွဲတာပါအဲ့လိုအလွန်ကျွံသုံးဆွဲတာမျိုးကိုစစ်ဆေးတားမြစ်ရမှာကတိမွေးကုဌာနတွေရဲ့တာဝန်ပါအခုတော့ကြက်ဝက်ဘဲကတစ်စက်ငါးစီကိုရောက်ပါတယ်ကြက်ဝက်ဘဲကနေသာမကငါးကတစ်စက်လဲလူတွေစီကိုထပ်ပြီးတော့ရောက်ပါတယ်အရေးကြီးလို့လူကိုယောဂကုဖို့ကြိုးစားတဲ့အခါမှာပရိစီဝဆေးတွေဆေးရင်နေတာကိုတွေ့ကြရပါတယ်အသားတွေကအန်ဒီရမကင်းလို့အသီးရွက်ပဲများများစားတော့မယ်လို့စိတ်ကူးခဲ့လို့ရှိရင်လဲမလွတ်နိုင်သေးပါဘူးပိုးသက်ဆေးတွေကအလွန်ကျွံဖြန့်ထားကြပါတယ်တခါတရံမှာခရမ်းညင်သီးတရသီးတွေကဈေးတက်နေပါတယ်အသီးတွေကလည်းမမဲ့သေးပါဘူးအဲ့ဒါကိုတက်ဈေးအမိရောင်းချင်တော့ကြတော့အသီးမြန်မြန်ပဲ့အောင်ဓာတုပစ္စည်းတွေသုံးကြပါတယ်အဲ့ဒါလိုအမဲ့မြန်အောင်သုံးတဲ့ဆေးတွေပိုးသက်ဆေးတွေဟာအာနိသင်မကုံသေးခင်မှာစားသုံးသူတွေရဲ့ဝမ်းပိုက်ထဲကိုရောက်သွားကြပါတယ်အသီးလှလှအယောင်လှလှလေးတွေကိုဈေးကြီးပေးဝယ်စားတဲ့စားသုံးသူဟာအန်ဒီရရှိတဲ့ဓာတုပစ္စည်းကိုဈေးကြီးပေးပြီးတော့ဝယ်စားရတယ်လို့ဖြစ်သွားပါတယ်ဂုံယူခြင်းနဲ့ဆိုရင်တော့ဗျာငါတို့ယောဂဟာအလကားရတဲ့ယောဂမဟုတ်ဘူးပတ်စံပေးဝယ်ထားရတဲ့ယောဂလို့သာပြောကြဖို့ရှိပါတော့တယ်မြန်မာနိုင်ငံမှာတချို့လမ်းဘေးအစားအသောက်ရောင်းတဲ့နေရာတွေဟာနည်းနည်းနှိမ့်နေတာကိုတွေ့ရပါတယ်တော်တော်လေးနှိမ့်နေပါတယ်အကျော်ဆိုင်လိုဟာမျိုးတွေအတုပ်ဆိုင်လိုဟာမျိုးတွေကအစဟင်းသီးရွက်ဆိုင်တွေအပါဝင်ပေါ့ဗျာအဲ့လိုဆိုင်တွေမှာလမ်းပေါ်ကအညစ်အကြေးတွေပိုးမွားတွေဝင်ဖို့တိတ်လွယ်ကူပါတယ်ကျွန်တော်တို့စီးနေကြဖက်နက်တွေကနေပြီးတော့သဲတွေရွှွန့်တွေဝင်သွားဖို့ရလဲတိတ်မခက်ခဲပါဘူးကျွန်တော်တို့အများဆုံးစီးရတာတွေကညှက်ဖက်နက်တွေပါညှက်ဖက်နက်တွေဟာသဲတို့ဖုံတို့ပို့ပြီးတော့ကြတော့တဲပေးနိုင်ထွက်စေနိုင်တဲ့အနေအထားမျိုးရှိပါတယ်အဲ့ဒါတွေကိုအဲ့ဒါလိုရောက်ချခွင့်မပြုတ်သင့်ပါဘူးအများပြည်သူရဲ့ကြက်မှတ်ရေးကိုမျှော်ခေါ်စဉ်းစားပြီးတော့သက်ဆိုင်ရာကကြက်မှတ်ပေးဖို့လိုပါတယ်တချို့စားတောက်ကုန်ထုတ်လုပ်တဲ့နေရာတွေမှာ
နိုင်ငံနဲ့ကြမ်းခင်းတွေကိုကြွေပြားနဲ့ကတ်ထားရမယ်ဆိုတဲ့စံချိန်စံညွှန်းသတ်မှတ်ချက်မျိုးရှိပါတယ်အဲ့ဒါလို့ကြွေပြားတွေကိုတကယ်တမ်းမှာမကတ်တဲ့အခါမှာအများပြည်သူရဲ့ကျန်းမာရေးကိုထိခိုက်ပါတယ်အဲ့ဒါကိုသက်ဆိုင်ရာဌာနတွေကလာကြည့်ပြီးတော့အရေးမယူဘူးလားဆိုတော့လာတော့ကြည့်ပါတယ်ပတ်စံပေးလိုက်လို့ရှိရင်ပြန်သွားပါတယ်အကျင့်ပြတ်လက်စားမှုကြီးစိုးတဲ့တိုင်းပြည်မှာဘာတစ်ခုမှအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးဈေးတွေမှာဟင်းသီးဟင်းရွက်အပုပ်တွေအကျွမ်းကြံတွေကိုစွန့်ပစ်ထားတဲ့အမိုက်ပုံနဲ့အသားငါးဆိုင်တွေတိတ်အလန်းမကွာဘူးဆိုလို့ရှိရင်အန္တရာယ်ရှိပြန်ပါတယ်အမိုက်ပုံတွေကပိုးဟာအစားအသောက်တွေစီကိုရောက်လာဖို့တိတ်မခက်တော့ပါဘူးတခါတော့ကပန်းဆိုးတန်းဂုံးကျော်တရားအနားလေးကိုဖျက်သွားတော့တရားပေါ်ကနေပြီးတော့လူတစ်ယောက်ကဒရေးပစ်ကနေထွေးလိုက်ပါတယ်သူထွေးလိုက်တဲ့ဒရေးကအောက်မှာမုံဝင်းကားရောက်နေတဲ့ထန်းဆိုင်ဈေးတဲ့ရဲ့ဟင်းရည်အိုးတွေကိုတက်တက်ကြပါတယ်မုံဝင်းကားတဲ့အတွက်တော်တော်အခက်တွေ့သွားပါတယ်ဘာလုပ်ရမလဲမုံဝင်းကားတိုးလုံးသွန်ပစ်လိုက်ရမလားဘယ်ဖြစ်မလဲငတ်သွားမှာပေါ့အဲ့တော့ဇွန်ကြီးတစ်ချောင်းယူပြီးတော့မုံဝင်းကားရည်အိုးကိုနှက်အောင်မှုေပေးလိုက်ပါတယ်ဘယ်စားသုံးသူမှမသိကြတော့ပါဘူးကြွဟင်းကားတွေကကြွက်ကိုလူတွေမြင်နိုင်ပေမဲ့ဒရေးဟင်းကားတွေကဒရေးကိုတော့လူတွေကမမြင်နိုင်ကြပါဘူးဒါဟာကံမကောင်းအကြောင်းမလားလို့မတော်တဆဖြစ်သွားတာပဲတားဆီးလို့မရနိုင်ဘူးလို့ထင်ကြပါသလားမတော်တဆဖြစ်တယ်ဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့တားဆီးကာကွယ်ရင်အများကြီးညှော့နှဲသွားနိုင်ပါတယ်စားတော့ကုန်စံချိန်စံညွှန်းတို့ဆိုင်နေရအခင်းချင်းအပြင်စင်သတ်မှတ်ချက်တို့ဆိုတာဟာအဲ့ဒါလိုမတော်တဆမှုတွေမဖြစ်အောင်တားဆီးဖို့အတွက်လုပ်ထားတာပါမိုးဟင်းကားအိုးတဲ့ဒရေးမကြအောင်တားလို့ရတယ်လို့မိုးဟင်းကားအိုးတဲ့ကြွက်မကြအောင်လဲတားလို့ရပါတယ်အစားအသောက်ထုတ်လုပ်တဲ့နေရာအတွက်စံချိန်စံညွှန်းအစားအသောက်ရောင်းချတဲ့နေရာတွေအတွက်စံချိန်စံညွှန်းတွေသတ်မှတ်ထားလို့ရှိရင်ထိန်းလို့ရပါတယ်သူများနိုင်ငံတွေမှာအဲ့ဒါလိုနှီးမျိုးနဲ့ထိန်းထားတာပါလူတွေရဲ့လောဘကြောင်းလို့အလွယ်တကူမပြောပါနဲ့ဘယ်တိုင်းပြည်မှာဖြစ်ဖြစ်အဲ့ဒီလူတွေရဲ့လောဘဆိုတာရှိပါတယ်မြန်မာပြည်ကလူတွေကအကျင့်မကောင်းလို့စိတ်ဓာတ်နှိမ့်ကြလို့ဆိုပြီးတော့တော်တော်များများပြောကြတာကိုလည်းကြားဘူးပါတယ်သတိထားကြပါခင်ဗျာလူမျိုးနဲ့ချီပြီးတော့အပြစ်တင်တာမျိုးကိုလွယ်လွယ်နဲ့မလုပ်ကြပါနဲ့ချောင်းရင်ချောင်းသလိုလုပ်တာဟာမြန်မာလူမျိုးမှာမဟုတ်ပါဘူးဥရောပနိုင်ငံကြီးတွေမှာလည်းချောင်းရင်ချောင်းသလိုလစ်ရင်လစ်တယ်လို့လုပ်ကြတာပါပဲစံချိန်စံညွှန်းတွေလှုပ်ထားရင်စံချိန်စံညွှန်းတွေမှီမမီကြည့်ရှုစစ်ဆေးမဲ့သူတွေလည်းရှိဖို့လိုပါတယ်အဲ့ဒီကြည့်ရှုစစ်ဆေးမဲ့သူတွေကလာကြည့်ပြီးတော့လက်ယူပြန်သွားလို့ရှိရင်လည်းအလကားပါပဲအဲ့ဒီလိုစားတောက်ကုန်ထုတ်လုပ်တဲ့နေရာတွေကိုစစ်ဆေးရမယ့်တာဝန်ကဘယ်သူတွေမှရှိတယ်လဲဆိုတော့စီပင်ရဲ့တာဝန်လို့မြန်မာနိုင်ငံမှာသတ်မှတ်ထားပါတယ်အဲ့ဒီစီပင်ကလူတွေကစားတောက်ကုန်ထုတ်လုပ်တဲ့နေရာတိုင်းစားတောက်ဆိုင်တိုင်းလမ်းဘေးကစားတောက်ဆိုင်တိုင်းကိုလိုက်ပြီးတော့စစ်ဆေးနိုင်သလားဆိုတော့မစစ်ဆေးနိုင်ပါဘူး။ဘာကြောင့်မစစ်ဆေးနိုင်တယ်လဲဆိုတော့ဝန်တန်းမလုံလောက်လို့ပါ။အစားအသောက်တွေနဲ့ပတ်သက်ပြီးတော့စစ်ဆေးရမယ့်ဌာနတွေကလည်းမြန်မာပြည်မှာတယောက်တစ်ပေါက်ဖြစ်နေပါတယ်။စူးစီးထားတဲ့ဗဟိုနဲ့စနစ်တကျမရှိပါဘူး။ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်မရှိပါဘူး။မွမ်းမံထားတဲ့အစားအသောက်တွေနဲ့ပတ်သက်ပြီးတော့စစ်ဆေးရမယ့်တာဝန်ဟာ FDA ရဲ့တာဝန်မှာ Food and Drug Administration မှာစားတောက်ကုန်နဲ့ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနပါမြန်မာနိုင်ငံမှာ FDA ရဲ့ရုံးတွေကဘယ်မြို့တွေမှာရှိပါသလဲဦးသိန်းစိန်အစိုးရလက်ထက်အထိရန်ကုန်တစ်မြို့ထဲမှာပဲရှိပါတယ်ဒေါအောင်ဆန်းစုကြည်အာဏာရပြီးတဲ့နောက်ပိုင်းမှာတော့တိုင်းနဲ့ပြည်နယ်တွေမှာတိုးချက်ဖွင့်လှစ်လာပါတယ်ရုံးမရှိလူမရှိဘဲနဲ့အဲ့ဒီ FDA ကဘယ်လိုလုပ်ပြီးတော့ကွပ်ကဲလို့ရနိုင်ပါလဲဗျာလမ်းဘေးအစားအသောက်တွေစိုက်ဖွင့်ရောင်းချတဲ့အစားအသောက်တွေစားတောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းနေရာတွေနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးစံချိန်စံညွှန်းကိုက်ညီမှုရှိမရှိစစ်ဆေးထိန်းချုပ်ရမယ့်တာဝန်ဟာစီပင်သားယာကျန်းမာရေးဌာနရဲ့တာဝန်ဖြစ်ပါတယ်။ဒါပေမဲ့စီပင်သားယာကျန်းမာရေးဌာနမှာတခြားလုပ်ငန်းတာဝန်တွေလည်းရှိနေပြီးတော့ရှိတဲ့လူဝင်အားနဲ့ဆိုင်တိုင်းကိုစစ်ဆေးဖို့ရလုံလောက်တဲ့အခြေအနေမရှိပါဘူး။ကျန်းမာရေးစံချိန်စံညွှန်းနဲ့ကိုက်ညီမှုရှိမရှိစီပင်သားယာကျန်းမာရေးဌာနကပုံမှန်စစ်ဆေးနိုင်တဲ့ဆိုင်ရည်အတွက်ဟာအလွန်အမင်းနည်းပါးပါတယ်။တိုင်ကြားမှုရှိလို့ရှိရင်သာတွားရောက်စစ်ဆေးတာမျိုးလုပ်တတ်ပါတယ်။သူ့ဘာသာကြွက်ဘဏ္ဍကောင်ဝင်ဒရေးဘဏ္ဍဆက်ပါပိုးဟက်ဘဏ္ဍကောင်ရှိနေသူတို့ကတော့ဘယ်တော့မှမသိပါဘူးမိုးဝင်ကားထဲမှာကြွက်တွေ့ပြီးတော့ဟိုးလေးကျော်ဖြစ်တာမျိုးနိုင်ငံခြားမှာဖြစ်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မယ်ထင်ပါလဲအဲ့ဒီဆိုင်အပိတ်ခံရဖို့များပါတယ်တကယ်လို့ဆက်ဖွင့်ခွင့်ရမယ်ဆိုလို့ရှိရင်လည်းဒဏ်ငွေအကြီးကျယ်ဆောင်ရပါလိမ့်မယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့မိုးဝင်ကားထဲကြွက်ရောက်တာဟာ social media ပေါ်မှာစပြီးတော့ social media ပေါ်မှာပဲဆုံးပါတယ်ဒီတစ်ချိန်နဲ့သူ့တယောက်ထဲတင်ကွက်ပြီးတော့အရေးယူမယ်ဆိုလို့ရှိရင်လည်းဒါကတရားမျှတတဲ့ဖြစ်ရှင်းနည်းမဟုတ်ပါဘူးအမြဲလိုစောင့်ကြည့်ပြီးတော့ကြတော့စီကမလိုက်နာတဲ့သူတိုင်းကိုရေးယူရမှာပါ
အသားမျိုးစုံကိုစစ်ဆေးရမယ့်တာဝန်ကြတော့စီပင်သားရအောက်ကတရိတ်ဆန်မွေးပြီးရင်းနဲ့ကုသရေးဌာနရဲ့အောက်မှာရှိနေပြန်ပါတယ်ငါးငပိငချောက်တွေကိုစစ်ဆေးရမယ့်တာဝန်ကတော့ငါးလုပ်ငန်းဦးစီးဌာနရဲ့အောက်မှာရှိနေပါတယ်အစားအသောက်နဲ့ပတ်သက်ပြီးတော့စီမံကွပ်ကဲတဲ့ဌာနတွေဟာမျိုးစုံဖြစ်နေပြီးတော့တစ်ခုနဲ့တစ်ခုစနစ်တကျချိတ်ဆက်ထားတာတရေအချက်လက်ဖလှယ်တာပူပေါင်းဆောင်ရွက်တာမျိုးကလည်းမရှိသလောက်နေပါအားနည်းနေပါတယ်မြန်မာနိုင်ငံမှာအတဝါဘီယောဂါဖြစ်ပွားတာတိတ်များပါတယ်လမ်းဘေးမြေကြီးပေါ်မှာရောင်းချနေတဲ့အစားအသောက်တွေဟာအတဝါဘီယောဂါကူးစက်ပြန့်ပွားဖို့တိတ်ကောင်းတဲ့အနေအထားတွေပါအတဝါဘီက HIV ယောဂါကူးစက်တာထက်ပိုပြီးတော့ကူးစက်လွယ်ပါတယ်သွေးသို့မဟုတ်ခန္ဓာကိုယ်တွေကသွေးရည်ကြီးအရေးကြီး body fluid ပေါ့ဗျာအဲ့ဒါပမာဏနည်းနည်းလေးလောက်နဲ့ကူးစက်နိုင်ပါတယ် HIV ထက်ပမာဏနည်းနည်းနဲ့ကူးစက်နိုင်ပါတယ်ချွေးတို့တွေးတို့ကနေလည်းကူးစက်နိုင်ပါတယ်ဘတ်စကားပေါ်မှာပြုတ်သိပ်ကြက်ညက်နေအောင်တိုးစီးပြီးတော့ချွေးတွေပြက်ပြက်ယိုစီးနေပုံမျိုးဟာအတဝါဘီယောဂါအတွက်တော့သိပ်စိတ်ချရတဲ့အနေအထားမဟုတ်ပါဘူးဘတ်စကားကိုချောင်ချောင်လေးစီးရအောင်ဘယ်သူတွေကများလှုပ်ဆောင်ပေးပါသလဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်မှာဘတ်စကားကောင်းကောင်းလေးစီးရဖို့စဉ်းစားလိုက်ကြပါသေးတယ်နောက်ဆုံးတော့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိမ်းပဲတရုတ်စီကလက်စားလိုက်တယ်ဆိုတော့ဆွဆွဲချက်အပါအဝင်နာမည်ပြက်ပေါင်းစုံနဲ့ထောင်ထဲရောက်သွားပါတယ် YBS စီမံကိန်းကြီးအတွက်တုံးလိုက်ရတဲ့ပြည်သူ့ဘဏ္ဍာငွေတွေကတော့ပလုံတာပါပဲအဲ့ဒီတော့ FDA တို့တီမွေးကူးတို့စီပင်တို့သက်ဆိုင်ရာတာဝန်ရှိတဲ့ရုံးတွေကဘာလို့တာဝန်မကြေကြတာလဲဒီလူတွေတိုင်းပြည်ကပေးတဲ့လစာစားပြီးတော့တာဝန်ကြေအောင်မလုပ်ကြဘူးလားကျွန်တော်စဉ်းစားမိပါတယ်သတင်းတောက်ပဲဗျာဘယ်ရမလဲအဲ့ဒီရုံးတွေကိုလူကိုယ်တိုင်သွားပြီးတော့ဗီဒီယိုတွေနဲ့ကျွန်တော်အင်တာဗျူးလုပ်ခဲ့ပါတယ်အင်တာဗျူးတွေလုပ်ပြီးတော့သူတို့ဘဝကိုကျွန်တော်သဘောပေါက်သွားပါတယ်ဝန်ထမ်းအလုံလောက်မရှိဘူးရုံးဌာနအလုံလောက်မရှိဘူးဘတ်ဂျက်အလုံလောက်မရှိဘူးဘာလို့အဲ့လိုတွေအလုံလောက်မရှိတယ်လဲဆိုတော့သူတို့ကိုချပေးတဲ့နိုင်ငံတော်ဘတ်ဂျက်ငွေကတိတ်နဲလွန်းလို့ပါဘတ်ဂျက်ကဘာလို့အဲ့လိုအလုံလောက်မရှိတာလဲနဲနေတယ်လဲဆိုတာကိုနှစ်စဉ်သုံးတဲ့ဘတ်ဂျက်တွေကိုလှန်ကြည့်လိုက်တော့စစ်အသုံးစိတ်တွေကအစမတန်များပြားနေပြီးကျန်းမာရေးပညာရေးအသုံးစိတ်တွေကမဖြစ်စလောက်ကလေးပဲရှိနေတာကိုတွေ့လိုက်ရပါတယ်ကဲဒီတော့မဟွင်းငါအိုးတွေကိုကြွက်ကြတာစစ်အာဏာရှင်စနစ်ကြောက်ပါလို့ကျွန်တော်ပြောတာကိုလက်ခံနိုင်ပါပြီလားအဲ့ဒီထက်ပိုပါသေးတယ်တနိုင်ငံလုံးကန်ဆာနိုင်ငံကြီးဖြစ်နေတာကလည်းစစ်အာဏာရှင်စနစ်ကြောက်ဆိုတာသိရှင်းပါတယ်တနိုင်ငံလုံးအတော်ဝါတွေအစမတန်ကူးဆက်ပြန့်ပွားနေတာကလည်းစစ်အာဏာရှင်စနစ်ကြောက်ဆိုတာသိရှင်းသွားပြီမဟုတ်ဘူးလားဗျာပြောစရာတွေကအများကြီးပါမြန်မာနိုင်ငံမှာကန်ဆိုးမိုးမောင်ကြတဲ့အကြောင်းအရာတော်တော်များများဟာစစ်အာဏာရှင်စနစ်ရဲ့လက်ချက်နဲ့မကင်းတာများပါတယ်လမ်းပေါ်မှာလူတယောက်ကားတိုက်ခံရပြီးတော့အသက်ဆုံးတာလဲစစ်အာဏာရှင်လက်ချက်မကင်းပါဘူးဘယ်နဲ့ဗျာမော်တော်ကားဘိန်းလိမ့်အောင်တောင်မှမမောင်းဘူးတဲ့လူကကညနာကိုပတ်စံပေးပြီးတော့လိုင်စင်ရနေမှာတော့လမ်းပေါ်မှာကားတိုက်မှုတွေဖြစ်တာနဲတောင်နဲသေးတယ်လို့ပြောရမှာပါမော်တော်ယာဉ်ကြန့်ခိုင်မှုစစ်ဆေးတဲ့ MOT test ဆိုလို့ရှိရင်လည်းပတ်စံပေးလိုက်ရင်ပြီးတာပဲဆိုတော့လမ်းပေါ်မှာ brake ပေါက်ပြီးတော့ဓာတ်တိုင်ဝင်တိုးတာမျိုးဟာစမ်းတယ်လို့ဆိုနိုင်သေးရလားဗျာလမ်းပေါ်ကယူမလင်ကောင်မပေါ်ဘဲနဲ့ကိုဝင်ရလာတာရောစစ်ကောင်စီလက်ချက်ဖဲလားလို့လာမေးရင်သိကြတာပေါ့ဗျာတရားဥပဒေစိုးမိုးရေးလုပ်ငန်းအသုံးမကျလို့အဲ့လိုရာဇဝတ်မှုမျိုးတွေနေရာတကာမှာဖြစ်နေတာပဲပေါ့ရဲကချဲတိုင်တို့တခိုးတို့စီကနေပြီးတော့ဝေစုတောင်းပြီးတော့ထမင်းစားနေတဲ့နိုင်ငံတော်ကြီးမှာဒါမျိုးတွေဖြစ်နေတာစမ်းသလားဗျာအဲ့ဒါစစ်အာဏာရှင်စနစ်ကြောင့်မဟုတ်လို့ဘာကြောင့်ဖြစ်ရအောင်ပါလဲအခုနိုင်ငံတကာအားကစားပွဲတွေမှာဗမာလူမျိုးတွေကပူပူလေးတွေဖြစ်နေတာကလည်းစစ်အာဏာရှင်စနစ်ကြောင့်ပါပဲဒုတိယကမ္ဘာစစ်ကာလတုန်းကဂျပန်ငပုတွေလို့ကျွန်တော်တို့ခေါ်ခဲ့ကြတဲ့လူမျိုးတွေကိုအခုကျွန်တော်တို့မော့ကြည့်နေရပြီလေအဲ့ရောစစ်အာဏာရှင်စနစ်ရှိနေသေးရဲ့အခုမျိုးဆက်တွေရောနောက်မျိုးဆက်တွေပါအရက်ပုမယ်အစိတ်တင်နေတဲ့အစားအစာတွေစားရမယ်ကန်ဆာမျိုးစုံဖြစ်မယ်အတဝါဘီယောဂါဖြစ်မယ်ဆေးရင်းနဲ့တဲ့နဲ့မယ်ပညာရေးညံ့တဲ့ညံ့မယ်အဲ့ဒါကြောင့်စစ်အာဏာရှင်စနစ်အောက်မှာဆက်နေလို့မဖြစ်တော့ဘူးလို့ပြောနေတာပါအာဃာတတက်တက်ကြောင့်ပြောနေတာမဟုတ်ပါဘူးစစ်ကောင်စီကဆွေးနွေးပြီးတော့ရွေးကောက်ပွဲဝင်ဖို့ဖိတ်ခေါ်တယ်ဆိုတော့အဲ့ဒါထက်ကောင်းတာဘာရှိသေးတယ်လဲလို့နိုင်ငံရေးသမားတချို့ကပြောကြပါတယ်ဟုတ်ကဲ့ပြောပါမယ်ရွေးကောက်ပွဲလမ်းကြောင်းနိုင်သွားရင်စစ်အာဏာရှင်တွေရဲ့ပါတီစစ်အာဏာရှင်တွေရဲ့စစ်တပ်စစ်အာဏာရှင်တွေရဲ့အကျင့်ပြက်လက်စားမှုတွေဆက်လက်ရှင်သန်ခွင့်ပေးရမှာပါတကယ်တော့ဒီတိုင်းပြည်မှာစစ်အာဏာရှင်စနစ်ဆက်ရှိနေလို့မဖြစ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်ပြောပါမယ်
ရွေးကောက်ပွဲလမ်းကြောင်းထက်ပိုကောင်းတာကလက်နက်ကင်တော်လှန်ရေးရှိပါတယ်။သတင်းသမားတွေဟာလက်နက်ကင်တော်လှန်ရေးကောင်းတယ်လို့မပြောရဘူးလေဗျ။နိုင်ငံတကာကအကောင်းဆုံးသတင်းသင်တန်းတွေကသင်တန်းပေးကြပါတယ်။ဒါပေမဲ့ကျွန်တော်ပြောပါတယ်။မြန်မာပြည်သူတွေအတွက်သိတ်လိုအပ်နေလို့ကျွန်တော်ပြောတာပါ။လက်နက်ကင်တော်လှန်ရေးဟာအကောင်းဆုံးနည်းလမ်းပါ။လက်နက်ကင်တော်လှန်ရေးကသာအာဏာရှင်စစ်တပ်အမြင့်ဖြတ်နိုင်မှာပါ1990ခုနှစ်ခန့်ကလမ်းပေါ်ထွက်ဆန္ဒပြတာတွေလက်နက်ကင်တော်လှန်ရေးတွေဟာပြည်သူနာမဲ့အလုပ်မို့လို့မကောင်းဘူးမလုပ်သင့်ဘူးလို့ပြောနေတာတွေကြားခဲ့ရဘူးပါပြီနှစ်ပေါင်းများစွာလဲအကြမ်းမဖက်တဲ့နည်းနဲ့ဆက်သက်ခဲ့ပြီးပါပြီ1988အပြီးကာလတုန်းကသာလက်နက်ကင်တော်လှန်ရေးကိုဖြစ်ဖြစ်မြောက်မြောက်ထိထိရရလုပ်ခဲ့ကြမယ်ဆိုရင်နိုင်ငံရေးသမားတွေပြောသလိုပြည်သူတွေထောင်တောင်းနဲ့ချီပြီးတော့တေတာမျိုးတော့ဖြစ်ရှင်ဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်လွတ်မြောက်နေတာတော်တော်ကြာလောက်ပါပြီတော်တော်ကောင်းနေလောက်ပါပြီအဲ့ဒါလိုလွတ်မြောက်ခဲ့ရင်နောက်ပိုင်းကာလမှာစစ်ကြောင့်စစ်ကြောရေးကြောင့်ညှဉ်းပန်းနှိပ်စက်မှုကြောင့်ဆန္ဒပြပွဲကိုပြစ်ခတ်နှိမ်နင်းတာတွေကြောင့်ကင်ဆာရောဂါကြောင့်အတဝါရောဂါကြောင့်ကိုဗစ်ကြောင့်သေကြေကြတာတွေကတော့တော်တော်ကြီးကိုနည်းသွားပါလိမ့်မယ်ပညာရေးချွတ်ချုံကြတာစီးပွားရေးချွတ်ချုံကြတာတွေကလည်းလွတ်မြောက်ပြီးတော့စီပင်ဝါပြောနေလောက်ပါပြီပြီးကြတာတွေကိုပြန်ပြီးတော့အပြစ်တင်မနေချင်ပါဘူးဒါပေမဲ့အကြမ်းမဖက်တဲ့နည်းကိုနှစ်ပေါင်း30ကျော်ဆန်းလဲဆန်းသက်ပြီးပါပြီရှုံလဲရှုံနေပြီးပါပြီတော်တော့ရောပေါ့ဗျာလမ်းဟောင်းကြီးကိုလွမ်းမနေကြပါနဲ့တော့စစ်ကြုံဘွားကိုပြန်မသွားချင်ကြပါနဲ့တော့မိုးဟင်းကားထဲမှာကြွက်ကိုထဲတဲ့တရက်ခန့်ဟာစစ်အာဏာရှင်စနစ်ပါကင်ဆာတိုင်းပြည်ဖြစ်အောင်လုပ်တာစစ်အာဏာရှင်စနစ်ပါကိုယ်တိုင်လဲစစ်အာဏာရှင်စနစ်အောက်ကနေလွတ်အောင်ယုံကြပါကိုသားသမီးမြည်မြစ်တွေကိုလည်းစစ်အာဏာရှင်စနစ်လက်အောက်မှာမထားရစ်ခဲ့ကြပါနဲ့တော့လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ